မတော်နဲ့ဒါမှမဟုတ်တခြား fast food ဆိုင်တွေမှာအလုပ်လုပ်နေတဲ့သူတွေဆိုရင်နှစ်မျိုးနှစ်စားပဲရှိမယ်လို့ကျွန်တော်ထင်တယ်ပထမတစ်မျိုးကတော့အလုပ်ကိုအရန်ကြိုးစားပြီးဒီမှန်းချက်ကြီးမားတဲ့သူပေါ့နောက်တစ်မျိုးကတော့အိမ်မမရှိဒီမှန်းချက်မရှိဒါသာရအောင်လောက်တာအချိုးဆောင်နေတဲ့သူတွေဖြစ်ကြတယ်ကျွန်တော်ကိုယ်တိုင်ကပထမမျိုးစားထဲမှာပါမယ်လို့ထင်တယ်နေရာတစ်ခုရောက်ဖို့အတွက်ငွေစုတယ် college မှာ30ရက်တွေအတွက်အလုပ်ကြိုးစားနေရတယ်များအပြင်ညပိုင်းချုပ်တီတွေမှာဆိုရင်ကားသမားတွေ order ပေးရတဲ့ကောင်တာမှာလုပ်လို့ရတယ်ဒါကတော့လုံသမားတော်တော်များများကြိုက်တဲ့နေရာတစ်ခုပေါ့ဘာလို့လဲဆိုတော့မပြောလဲပြုံးပြရတယ်တချို့ဆိုရှင်းရှင်းငန်းငန်းဆက်ဆံတယ်တချို့ဆိုစေးတုံးထားကြတယ်နိုင်ရှက်လုပ်တွေကနောက်ကြတော့ကျွန်တော်နဲ့နောက်ထပ်2ယောက်ကအမြဲလုပ်ရတယ်တယောက်ကအထက်တန်းနဲ့ကြောင်းထွက်ပြီးဒီဆိုင်မှာလှုပ်လာလုံးနေတယ်နောက်တယောက်ကတော့အမြဲလို့ဝီးတောက်ပြီးစေးကွဲနေတဲ့တယောက်ပေါ့သူ့ရဲ့အသက်က32နှစ်ရှိပြီအခုချိန်ဒီမိဘတွေအိမ်မှာနေရတယ်တညတော့ည7 နာရီလောက်မှာညတိုင်းဆက်နေတဲ့အချိန်အပြင်မှာရန်ကိုရှမ်းတဲ့ဇန်နဝါရီလဖြစ်တယ်အော်ဒါလဲပါလာနဲ့ကျောင်းသားမှတ်ထားတဲ့နှုတ်တချို့ကိုပြန်ဖတ်နေခဲ့တယ်ကော်နာကမောက်တိုက်ရင်ဖုံးသုံးနေခဲ့တယ်ဟာအိုးကတော့နှစ်ရှိတွေစားနေတယ်ထင်ပါတယ်အရန်ကိုနောက်ကြတဲ့အချိန်မှာအော်ဒါတချို့ရခဲ့တယ်ဒီအချိန်မှလာတဲ့အော်ဒါဆိုရင်တော့မူးနေတဲ့ကျောင်းသားတချို့ရဲ့အော်ဒါပါပဲည7 ခွဲလောက်ကြာအိမ်သာသွားချင်တာနဲ့ကော်နာကိုပြောပြီးအိမ်သာပဲထွက်လာခဲ့တယ်5 မိနစ်လောက်ကြာတော့စိုင်းသိမ်းဖို့အတွက်ပြန်လာခဲ့တယ်အဲ့အချိန်ပဲကျွန်တော်တို့ကိုယ်လုံးကိုအေးဆက်သွားစီခဲ့တယ်ဗရင်မောက်ရဲ့ပြင်ပမှာမျက်နှာကိုဖြူအောင်တုတ်ထားတဲ့မင်းတင်တင်နေတဲ့မျက်နှာနဲ့အဖိုးကြီးတယောက်ဟိုဒီမဲရောင်ကိုဝတ်ထားပြီးဗရင်မောက်ပြင်ပမှာရုပ်တည်ကြီးနဲ့ရက်နေတယ်သူ့မျက်လုံးအင်းတွေကကျဲတယ်ပြီးတော့အထဲကိုတေချာစူးစမ်းလေ့လာနေတယ်ပြဿနာတစ်ခုရှာတော့မယ်ဆိုတဲ့ပုံစံပဲသူနဲ့ကျွန်တော်အကြည့်ရက်ဆုံသွားတယ်သူ့ရဲ့လက်တစ်ဖက်နဲ့မှန်ဗရင်မောက်ကိုရိုက်လိုက်တယ်ကျွန်တော်ဘာလုပ်ရမလဲမသိတော့ဘူးကျွန်တော်ရဲ့ခေါင်းထဲမှာဒီလူကလူရှင်တော်လားတခိုးလားအယူလားလူဆိုးလားတရေလားဝေခွင့်မရတော့ဘူးမန္တကားတွေကအလုံးပိတ်တွေဆိုပေမဲ့ဆိုင်တကားတွေကတော့အခုထိမပိတ်ရသေးဘူးဒီလူသားအခုချိန်ဝင်လာမယ်ဆိုရင်ကျွန်တော်တို့ဒုက္ခရောက်သွားနိုင်တယ်ဒီလိုဝတ်ထားတဲ့ဝေသားနဲ့မိတ်ကပုံစံကြောင့်အထီးလားမှလားမခွဲခြားတတ်တော့ဘူးသူကအိုးပန့်ဆိုတဲ့စကားတစ်ခုမှပြောတယ်သူ့တန်ကလည်းဇွန်မိုင်းတစ်ကောင်ရဲ့အတန်နဲ့တူနေတယ်ဒီမှန်တကားတွေကအပြင်ကနေဖွင့်လို့မရဘူးပြီးတော့ကားတွေပဲသီးသန့်အော်ဒါပေးရတာဆိုတော့ဒီလိုကိုဖွင့်ပေးကြမလို့ဘူးကျွန်တော်လည်းအသားတကြီးခေါင်းကိုခါပြီးကားတွေပိတ်လိုက်ဖို့လန့်အောင်ပြောနေခဲ့တယ်အုပ်ရှင်ဒီကိုမျက်တောင်မခတ်ပဲကျွန်တော်ကိုပဲစူးစိုက်ကြည့်နေခဲ့တယ်ခဏကြာသူကကျွန်တော်ကိုသွားတွေဖြီးဖြီးပြုံးပြတယ်ဒီခိုက်တန်ကကျွန်တော်ဘယ်တော့မှမမိနိုင်မဲ့စိုးရတဲ့ကြောက်စရာမှုရာကြီးပဲသူ့ရဲ့သွားတွေထဲမှာတရေတွေထွက်ကြနေနှာခမ်းတွေကလည်းမဲနဲ့နေတယ်နောက်ထပ်အိုးပန်းဆိုတဲ့စကားလုံးကိုပဲသူထပ်ပြောတယ်ဒီကတော့အတန်ကပိုပြီးကျလာတယ်သူ့ရဲ့နောက်လက်တစ်ဖက်နဲ့မှန်ကိုပုတ်ပြီးပြောတယ်ဒီအချိန်မဲ့သူ့နောက်ကျောကနေနောက်ထပ်လက်တစ်ချောင်းထွက်လာတယ်တတိယလက်တစ်ချောင်းကိုမြင်လိုက်ရတော့ကျွန်တော်လည်းစိတ်မထိန်နိုင်တော့ဘူးသွေးတောင်ခဲ့ပြီးတေသွားတယ်လို့ထင်မိတယ်ကျွန်တော်လည်းရမ်းကိုကြောက်ပြီးဆိုင်ရဲ့အနောက်ထဲရုံခန်းထဲကိုပြေးဝင်သွားလိုက်တယ်အဲ့အခန်းကအထက်ကပိတ်လို့ရတဲ့တကားတစ်ချက်ပဲရှိတယ်ဘောနာလည်းထိုလူအိုကြီးကိုမှတ်မြင်နေတယ်ထင်တယ်သူလည်းမောက်ကိုလွှတ်ချပြီးရုံခန်းထဲကိုပြေးဝင်လာတယ်ဟာအိုးကိုလှန့်ဝလိုက်တယ်အဲ့လိုဘာလုပ်နေရလဲဒီထက်ကိုလားလို့သူကပြန်ပြောတယ်ဘာလို့လဲတဲ့ကျွန်တော်လည်း CCTV ကိုကြည့်ဖို့ပြောခဲ့တယ် CCTV ထဲမှာလက်3ချောင်းပဲရှိတယ်မျက်နှာကဖြူဖက်ဖြူနဲ့အဖိုးအိုကိုသူတွေးခဲ့ရတယ်ကျွန်တော်တို့လည်းရုံခန်းတကားကိုထဲကနေလောချပြီးမန်နေဂျာစီကိုဖြစ်တဲ့အကြောင်းတွေကိုဖုန်းသက်ပြောပြခဲ့တယ်ခဏကြာ911ကိုဖုန်းဆက်ပြီးဖြစ်တဲ့အကြောင်းတွေကိုထပ်ရှင်းပြဖို့ကြံခဲ့တယ်ဒါပေမဲ့တယောက်ယောက်ကသာဟာသအနေနဲ့ရှောက်လက်နေဆိုရင်တော့ကျွန်တော်တို့ကရဲတွေကိုအလုံးချုံအောင်လုပ်သလိုဖြစ်သွားနိုင်တယ်ပြဿနာကဒီမှာမပြီးသေးဘူးဇောနာကလူကြီးကထိုနေရာကနေအဆောက်အဦကိုပတ်ပြီးထဲကိုဝင်လာဖို့ကြိုးစားနေတယ်ကျွန်တော်လည်းရဲစခန်းကိုဖုန်းခေါ်ဖို့ကြိုးစားခဲ့တယ်ကော်နာကရမ်းကိုကြောက်ပြီးဒူးတွေပါတုံနေတယ်ဟာအိုးကလည်းသူ့ပြည့်နဲ့သူကြောက်နေတယ်ရဲတွေသာရောက်လာပြီးသူ့ကိုစစ်ဆေးရင်သူ့ပေါင်းမိအိတ်ကထဲကဝီတွေကြောင့်ဖမ်းခံရမှာကိုစိုးရိမ်နေတယ်ဒီ
ဒီအချိန်မှာမီးတွေပိတ်သွားတယ် CCTV ကင်မရာလေးဖုန်းတွေအစအဦးကြီးတစ်ခုလုံးဘရိတ်ကကျသွားတယ်ကျွန်တော်တို့လည်းမှောင်ထဲမှာ10စက္ကန့်လောက်ကြာပြီးတော့ဆိုင်ထဲကိုလူတယောက်ဝင်လာတဲ့တံကိုကြားရတယ်ကျွန်တော်ကော်နာကိုတိတ်ဆိတ်မေးလိုက်တယ်နင်တကားတွေပိတ်ခဲ့ရလားသူမကလက်ကိုပါးစပ်နဲ့ပိတ်ပြီးဘာမှကိုပြန်မပြောဘူးရုပ်ရည်ကတကားပြင်ပတ်အမောင်ထဲကနေတန်ကြီးတစ်ခုကိုကြားလိုက်ရတယ်အဲ့တကားကို3ချိန်လောက်អော်ပြီးပြောနေတယ်ဘေးဘိုးကြောင့်ဘက်ကိုသွားနေတဲ့တန်ကိုကြားလိုက်ရတယ်ဒီအချိန်ကျွန်တော်တွေးနေမိတာကကျွန်တော်ဘွားတစ်ချောင်းလုံးကြိုးစားခဲ့တဲ့မြဒီညမှာသာကျွန်တော်တည်သွားခဲ့ရင်အကုန်လုံးတဲတဲရေသွင်းဖြတ်ကုန်တော့မယ်ရုံးခန်းရှိကိုရောက်လာတဲ့ရှေ့တန်တစ်ခုနဲ့တူရဲကားရဲ့အတန်ကိုပါကြားလိုက်ရတယ်ခဏကြာတနက်ဖောက်တဲ့အတန်ကိုလည်းတစ်ဆက်တည်းကြားလိုက်ရတယ်လုံတယောက်ကိုမြေပြင်ကိုလှည့်ချခိုင်းနေတဲ့အတန်တချို့ကိုလည်းကြားခဲ့ရတယ်ခဏကြာကျွန်တော်တို့ကပါစစ်ဆေးခဲ့တယ်ဒီဆိုင်ရဲ့ဝန်ထမ်းတွေဖြစ်ကြောင်းကိုပါအတည်ပြုခဲ့တယ်ကျွန်တော်တို့3ကလည်းခုညတော့အသက်ဘေးကနေလွတ်ခဲ့တယ် CCTV မှတ်တမ်းတွေကိုပြဖို့ကြိုးစားပေမဲ့ memory တွေအကုန်ပြတ်ကုန်တယ်ရဲတွေကဒါကိုဟာသားတစ်ခုလိုပဲမှတ်ယူလိုက်ကြတယ်ခဏကြာအုံနာရောက်လာပြီးကျွန်တော်တို့ကိုပြဿနာတွေကူပြီးဖြေရှင်းပေးတယ်ကျွန်တော်လည်းကျွန်တော်ပစ္စည်းတွေယူပြီးအိမ်ကိုပြန်လာခဲ့တယ်နောက်နေ့မန်နေဂျာစီကနေဖုန်းတော့ဝင်ခဲ့တယ်ဒီနေ့ညတိုင်းကိုဆင်းပေးနိုင်မလားတဲ့မနေ့ညတော့ကအဖြစ်ပြက်ကိုမှတ်မိဘူးလားလို့ပြန်မေးလိုက်တယ်မန်နေဂျာဘက်ကဒါဆိုမင်းမဆင်းနိုင်ဘူးလားတဲ့ကျွန်တော်လည်းအလုပ်ပါတစ်ခါလေးထွက်မယ်လို့ပြောလိုက်တယ်ပြီးတော့ဖုန်းကိုရှာလိုက်တယ်ဒါကြီးကကျွန်တော်ဖြစ်ပြက်ခဲ့တဲ့အမှန်တရားတစ်ခုပါအခုချိန်ဒီစဉ်းစားလို့မရဘူး CCTV မှတ်တမ်းတွေအကုန်ဘာကြောင့်ပြတ်သွားရလဲဆိုတော့ကိုပေါ့အရင်နေ့ကအဖြစ်ပြက်မှတ်တမ်းမရှိတော့အထက်လူကြီးတွေအကုန်လုံးကဟာတာပြောနေရပဲထင်ခဲ့တယ်အဲ့ဒီရဲ့လူမှာလက်သုံးချောင်းရှိနေတာကိုကျွန်တော်တန်ငယ်ချင်းတွေကကူပြောပေးရင်ကောင်းပါပဲလို့တွေးရင်ညဘက်ဒီမှာအိမ်တကားကိုတေချာပိတ်ကြပါမဟုတ်ရင်တော့ဇလန်လေးကတော့ဒီမှာနေပြီးပါပြီကျွန်တော်ရဲ့ horror story လေးတွေကိုနှစ်တိုင်းကျွန်တော် channel လေးကို like and subscribe လုပ်ပေးကြပါအောင်ဗျ